ကော်မှုမျိုးနဲ့တမင်ကုန်းကြီးရွာဓမ္မဥယျာဉ်ကျောင်းတိုင်း၌ကျင်းပပြုလုပ်တဲ့ငါတော်များပရိဝတ်ဆောက်တည်ပွဲနှင့်အတူမိုးကုတ်ဝိပဿနာနိဗ္ဗာန်ဝင်လန်း10ရက်တာတရားစခန်းတော်မြတ်ကြီးရဲ့ဒီနေ့တတိယမြောက်နေ့ဖြစ်ပါတယ်။ဒီတရားတော်ကိုဟောကြားတော်မယ်ဆိုတော့တရားတော်အလုံးရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထထာတပ်ပင်ညူရှင်တော်မြတ်ဘုရားကိုနမောတတ္တပနာမ3ချိန်ဖြင့်ညီညာဖြတ်ဖြတ်ပူဇော်ကြရအောင်။နမောတတ္တဘဂဝါသောမြတ်စွာတဝါချမ်းသာကိုစိတ်မြဲပါစေအာလုံးတတဝါဘေးရန်ကွာချမ်းသာကြပါစေသူတော်ကောင်းတဲ့တရားမြတ်ဝမ်းပတ်ကဘာဒီပါစေမနေ့ကဝါဆက်ဆက်မောင်စနုပြုခဲ့တဲ့အကုသိုလ်တွေသူတစ်ဖြင့်အကုသိုလ်တရားတွေဘလောက်အပြစ်ကြီးလဲဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာပြောခဲ့ပြီဆိုကြည့်အောင်ဒုက္ခဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခဒီလိုဆိုကြည့်အောင်တရားကနာဆိုင်တာဆိုတာဒုက္ခပေးနေတော့ကိုယ်စိတ်ကလည်းငါစိတ်မှာဖြစ်နေတယ်ငါစိတ်မှာဖြစ်နေတယ်အာယုပြုတ်နေခြင်းအဖြစ်သူဆဲတာဆိုတာပြောတာဆိုတာတွေကိုအာယုပြုတ်ဖြစ်လာမပြုတ်ပြန်မပြောပြတော့ကိုအကုသိုလ်မဖြစ်တော့ဘူးပေါ့အဲ့လိုဆဲခံရတယ်ဆိုတာသူကကိုယ့်ကိုတတ်တတ်လာဆဲတာလားအတိတ်ကကိုယ့်အကြောင်းခံရှိနေလို့ဆဲခံရတာလားအတိတ်ကအကြောင်းခံရှိနေလို့ဆဲခံရတာကိုကဖြစ်သူဆိုတဲ့အတွက်အဟောင်းမှန်ပါဗျာလာပြုတဲ့သူကအသေးပြုသူအသေးဖြစ်သူအဟောင်းသူကကိုယ့်ကိုလာဆဲတယ်ကိုကသူ့ကိုပြန်ဆဲရင်သူကကိုယ့်ကိုမဆဲနဲ့ပေါက်တာကိုကပြန်ပြီးမဆဲနဲ့ပြန်ပေါက်တယ်လေကိုကမဆဲနဲ့ပေါက်မှာဆိုဘာကန်ရလဲကျေးဇူးတော်ရှင်ဆရာတော်ကြီးနေဆုံးမထားတဲ့စကားရှိတယ်အစိတ်တောက်လို့လူးလိုက်နေတဲ့တွေ့နေတာလားအဲ့ဒီအစိတ်ကိုကိုကလိုက်တောက်ရင်အဲ့ဒီလူဟာဉာဏ်ရှိလို့လားဉာဏ်မရှိလို့လားဉာဏ်မရှိလို့ပါပြုံပြုံလေးနဲ့ဝင်လာတာလားဟုတ်ပါဘူးဗျာလူဆိုင်တီးပြီးဝင်လာတာမဟုတ်ဘူးလားမှန်ပါဗျာဒါဆိုသူဘာလို့လောင်းနေတာဒေါသမီးတွေလောင်းနေတာပါသူကသူကိုယ်တိုင်တော့မီးတွေလောင်းနေပြီလေဟုတ်တယ်မလားမှန်ပါဗျာကိုကသူအစိတ်တောက်လို့စိတ်ကြောင့်လူလိမ့်နေတဲ့တလူမျိုးဒေါသစိတ်နဲ့နေတာကြီးတွေ့ပါရဲ့ကိုကဘာဒေါသကြီးနဲ့ရင်းစုံပြန်လုပ်လိုက်တော့ငါရောဉာဏ်ရှိတယ်လို့ဖြစ်ပါဦးလားဖြစ်ပါဦးဗျာ